မင်းတို့ဒါလေးတောင်အသုံးမကျဘူးလား တောင်းမှပါတယ် boss ဦးအောင်မင်းထွက်ပြေးသွားတာမတိလိုက်လို့အပြစ်ပေးပါ အခုမှပြစ်ဝင်ခံမနေနဲ့ကြားရင်ဘူးသူ့အိမ်မှာဘာတွေကြံခဲ့သေးလဲ ဘာမှမကြံပါဘူး boss ဒါပေမဲ့ ဘာဒါပေမဲ့လေဆက်ပြောလေ သူတို့အိမ်မှာကောင်မလေးကြောက်တော့ကြံခဲ့ပါတယ် အဲ့ဒါငါနဲ့ဘာဆိုင်လဲ အဲ့ကောင်မလေးကဦးအောင်မင်းရဲ့တစ်ပုံမိမလို့ကြားပါတယ် boss အိုးလူကတော့အိုးနေတာကောင်မလေးကြာထားနိုင်သေးတယ်စိတ်ဝင်စားစရာပဲ ကျွန်တော်ဖမ်းခေါ်ခဲ့ရမလား boss မလို့ငါကိုယ်တိုင်သွားမယ် ဟာ နားလေးသွားတာလားအကောင်းတိုင်းပြန်ဖြစ်အောင်လုပ်ပေးရမလားမင်းကို ရပါတယ် boss မနေ့ကျအဲ့တယောက်စီသွားမယ် yes boss ဘယ်သူလဲရှင် ဒါလူရောဟုတ်ရဲ့လားချစ်စရာကောင်းလိုက်တာ ဟိုဒီယောက်ကဘယ်သူနဲ့တွေ့ရှင်လို့လဲ sorry ဦးအောင်မင်းနဲ့တွေ့ကြလို့ အော်တခင်ကြီးကခရီးထွက်သွားပါရဲ့ရှင် ဒါဆိုရှိတဲ့မင်းနဲ့ပြောစရာရှိတယ် ဟုတ်အထဲဝင်ပါရှင်အေးလေးသုံးဆောက်ပါအောင် တော်ပြီ ဟိုမချင်းနဲ့ပြောချင်တာဘာကိစ္စလဲရှင် မင်းဒီအိမ်မှာနေတာကြာပြီလား မကြသေးပါဘူးရှင်လက်ပိုင်းလောက်ပဲရှိပါသေးရဲ့ ဒါဆိုမင်းကိုပဲသိမ်းရတာပေါ့ ရှင်ဘာသိမ်းမလဲ ငါဦးအောင်မင်းရဲ့အကျွေးရှင်သူငါစီကပတ်ဆက်ယူတော့ယူပြီးအခုပြန်မဆက်နိုင်တော့ထွက်ပြေးသွားပြီ ရှင်တခင်ကထွက်ပြေးတော့တယ် ဟုတ်တယ်အစကတော့သူ့အိမ်သိမ်းဖို့လာတာပဲဒီရောက်တော့နောက်ထပ်သိမ်းစရာတခုတွေ့သွားပြီ အေးဦးမင်းသိမ်းမှာပကြီးနဲ့တော့ဘာမှမဆိုင်တာမို့လှုပ်ပေးပါ အခုရက်စမ်း အနိုင်ကျင်တာ तू ကတထေးဆိုလဲ तू မြောက်နိုင်ကျင်တာ ဟာဟေးမငိုနဲ့လေ ငိုပါပဲတခင်းနဲ့ဆိုင်တာအိမ်လေးအိမ်သိမ်းပါလားပကြီးနဲ့ပါဆိုင်လို့ပကြီးကပါသိမ်းရှင်နေရလဲ မင်းတိတ်စကားများတယ်တိတ်တော့ဘာမှမဆိုင်လဲငါသိမ်းရင်လို့သိမ်းတယ် အဲ့လိုသိမ်းလို့ရမလားလူရှင်လူအယုံမဟုတ်ဘူး ငါသိမ်းချင်အရှုံးမပြောနဲ့လူဆိုရင်တော့ရှာတယ်မင်းအခုကစပြီးငါ့အိမ်မှာလိုက်နေရမယ်မင်းကငါ့ရဲ့အလုပ်သမားဖြစ်သွားပြီ ဒီမှာလုံးချင်တယ်လို့ရအောင်စိတ်ကမရှိဖြစ်ရှင်တိုင်းဖြစ်နေတဲ့နိုင်ငံမဟုတ်ဘူးရှင်ရှင်ကိုထောင်ထဲထည့်လို့ရတိလား ဟာဟာငါ့ကိုထောင်ထဲထည့်မယ်ပေါ့ဒီသေးသေးလေးကဟာဟာဟာဒီမှာကောင်းပါလေမင်းမှတ်ထားဥပဒေစီမင်းဆိုတာငါဆိုတဲ့ခွန်းတာမှုပိုင်ရဲ့လက်ထက်ကဖုံဖုံလေးတတ်တာ